တူတူဟိုတယ်မှာငါတို့တိုက်ပြီးခံရတယ်အဲ့တိုက်ပြီးခံတာပြားနေအောင်ကိုပြီးသွားတာအေးအဲ့ဒီချိန်မှာငါဘာတွေဖြစ်နေရလဲဆိုတော့ပြောပြချင်တာကြော်မသွားနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ငါတို့ကပြီးခံရတဲ့လူတွေတေးချင်းတွေကထွက်လာခဲ့တဲ့လူတွေအဲ့ဒီချိန်မှာအဲ့နေကဥပုံနေလည်းဖြစ်တယ်12နာရီတနာရီထိအောင်လုံးဝမအစာမစားဘူးတနေ့ကုန်ဥပုံဆောင်လိုက်မယ်ဒီလူကဆေးလာကုနေတာမိုးမိတ်ကပါဒါပေမဲ့အဲ့ချိန်မှာအဲ့စိတ်တွေကဘလို့ဖြစ်နေတယ်လဲဆိုတော့ရုပ်တည်နံတွေကိုပဲမြင်အောင်လုပ်နေတယ်ဒေါက်တာနန္ဒမာလာရဲ့တရားတွေကိုလည်း10မိနစ်လုံးနာယူနေတာ17နာရီထိုးထိနာယူနေတာ12နာရီတို့ရောက်တော့အနားယူပြီးအိပ်ရထဲမှာလဲတယ်ဝင်လေထွက်သက်တွေရှုတယ်ဝင်လေထွက်သက်တွေရှုတဲ့ခါကျတော့ငါမဟုတ်ဘူးသူတစ်ပါးမဟုတ်ဘူးယောက်ျားမဟုတ်ဘူးသူမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့စိတ်တွေကလည်းဖြစ်နေတယ်အဲ့ဒီချိန်မှာတနာရီလောက်ရောက်တဲ့ချိန်မှာမြေငလင်ကလှုပ်လာခဲ့တယ်ပလက်ကြီးပဲအပေါ်ကနေပြီးတော့မှဝုန်းလေးနဲ့ပြုတ်ကျလိုက်တယ်ပြုတ်ကျလိုက်တဲ့ချိန်မှာစိတ်တွေကဘလို့ဖြစ်သွားလဲဆိုတော့အိုးငါသူတစ်ပါးယုတ်ကြားမရှိတဲ့ရုပ်တည်နံနေခွာနေတဲ့ခါမှာတက်ကာယဒိဋ္ဌိငါကွာသွားပြီပဲဆိုတော့ရိုးကြောက်ကြီးထိအောင်ဖြစ်အောင်စိတ်ကလည်းလှုပ်လိုက်တာအဲ့ဒီချိန်မှာပဲရိုးကြောက်ကြီးပေါ်မှာပြုတ်ကျလိုက်တာငါပေါ်ပြုတ်ကျလိုက်တာမဟုတ်ဘူးရုပ်နဲ့နံနဲ့ပေါ်မှာပြုတ်ကျတာရုပ်တည်နံနဲ့အဲ့ဒီနားမှာတခါလည်းပဲ106ကလေငါတို့ကတခါလည်းပဲအမကဲပါကျမကိုကဲပါမသိရဲ့ကျမကိုကဲပါအဲ့ဒီချိန်မှာလာခဲ့တာဘာတွေလဲတော့မသိတတ်ဘူးတအားကိုပဲကျွန်တော်ကိုပြီနေတဲ့ဟာတွေတွန်းလန်းနေနောက်ဆုံးအရင်ဆုံးကတော့ရွှေရောင်လို့စမ်းပြားတာကတောက်မွေးလောက်ရှိတဲ့တောက်ကလေးကအထက်ကအကာကြီးကိုထောက်ထားတယ်အဲ့အကာကြီးကိုထောက်ထားတဲ့ချိန်မှာလဲကိုကတိနေတာ။အိုးသူတို့တွေကငါ့ကိုလာကဲနေတာပဲ။ငါလည်းပြီနေတာပဲ။ဒါပေမဲ့ပြီတာလာကဲတာကိုတိနေမယ်လို့ဒီရဲ့နှာခေါင်းပေါက်ကနေပြီးတော့အသက်ကထွက်သွားတာ။အသက်ထွက်သွားတဲ့ဟာမှာဘာကြီးလဲတိလား။ပိုးပင့်ကူကောင်လို့ကောင်မျိုးလေးကလို့ပုံစံလေးဖြစ်သွားပြီးတော့ခန္ဓာရဲ့နားမှာငါပြီနေတဲ့ပုံမှာဝဲလေခတ်နေတာအဲ့ဒါလေးကအဲ့ဒီဝဲလေခတ်နေတာကတနာရီခွဲလောက်တော့ရှိရဲ့နော်အဲ့ဒီချိန်မှာ तू ကကိုပြီနေတဲ့ချိန်မှာရေအိုးလောက်ရှိတဲ့အလုံးကြီးရှိရဲ့အဲ့ဒီအလုံးကြီးကလည်းဖွေးကိုလာခြုံလိုက်တာအဲ့ဒီချိန်မှာကိုပြီနေတဲ့ဒီဘာခေါ်မလဲကြောက်အုတ်နီခဲတွေပါလေဖယ်ရှားနေရတယ်ရွေခွီးခွားဆိုတဲ့တန်တွေလည်းကြားရတယ်ကွာကြားတော့ဟိုဘက်ကအမကပြောတာမှတ်သိင်းရေးတဲ့ငါ့ကိုကဲပါအောင်တဲ့နေ့မှာတဲ့ဘသူတွေကလာကဲနေရလဲတဲ့ကျွန်တော်မှတော့မမြင်နိုင်တဲ့ຢာတွေကလာကဲနေတယ်လို့အမကလို့ဒါပေမဲ့လို့အမရေးလို့တေချင်းတရားဘက်တော့သွားပြီလို့အမတေသွားအောင်တောင်မှကွာကောင်းသောတေချင်းနဲ့ထွက်သက်နဲ့ပဲတေမယ်ဆိုတဲ့စိတ်နှလုံးနေတာအမကိုလှုပ်တတ်တယ်လို့လားလှုပ်ယူလိုက်လို့ကျွန်တော်ကတော့တမထဝိပဿနာတရားတွေလည်းကျွန်တော်ကလှုပ်ခဲ့တာငယ်စဉ်ကလေးကလည်းကျွန်တော်ကလှုပ်ခဲ့တာတွေဆိုတဲ့ခါကျကျွန်တော်ကလှုပ်တတ်တယ်လို့ဒါပေမဲ့အမလို့တော့ကျွန်တော်မအော်တော့ပါဘူးလို့ကဲကြပါအောင်တစားနဲ့အော်နေတယ်ဆိုရင်လည်းတေသွားမလားတော့မသိတတ်ဘူးကိုကလည်းအဲ့အချိန်မှာအမပြတ်တမ်းပဲပေါ့ဒီခန္ဓာဉာဏ်ရောက်တရားလေးတွေမှာရှုပြီးတော့နေလိုက်တာသူများလာမကဲမချင်းသူများမလာမကဲမကဲခြင်းမှာတော့လေကိုတော့သူတို့တွေကလာကဲနေတာယုံခြင်းလဲယုံကြလိမ့်မယ်မယုံခြင်းလဲမယုံကြအောင်ဒါနဲ့ငါဘုန်းတော်ဘာသာစစ်တယောက်ဆိုတာတော့ငါလက်ခံတယ်လေဒါငါခန္ဓာကြီးကလည်းဖြစ်နေတာငါချစ်ချင်းမုန်းခြင်းတရားတွေလည်းဘသူပေါ်မှမရှိတော့ဘူးငါသူတစ်ပါးယောက်ျားမိန်းမတွေဆိုတာလည်းငါမရှိတော့ဘူးငါခန္ဓာကိုယ်ကထုံနေနားတယ်ကျင်နေကြိုက်တယ်အဲ့လိုမျိုးတွေဖြစ်နေတာအဲ့ဒါတွေကနေ့စဉ်နဲ့များခံစားနေရတာဒီခန္ဓာကြီးကဘာလို့ဖို့လဲဘာလို့ရအောင်လို့လဲဆိုပြီးတော့မှငါ့ကိုငါအမြဲတမ်းပြန်မေးတယ်အဲ့ဒါနဲ့တနာကြီးခွဲလောက်ကြာတဲ့ခါမှာအဲ့ဒီရက်ကွက်22လမ်းကဟာတွေလည်းငါချီးစုတင်ပါတယ်ဘယ်တော့မှငါမမေ့ပါဘူးအဲ့22လမ်းကဟာတွေကငါတို့တက်ပြီးတော့ကဲတယ်ဒီထဲမှာလူရှိလားရှိတယ်ဆိုတော့ငါလက်ကလေးထုတ်ပြလိုက်တယ်ငါလက်လည်းပုံသွားတယ်အန်တီကဘာလို့မအော်တာလဲတဲ့မအော်နိုင်တာလားအော်နိုင်နေတာလို့မင်းအပေါက်မှမရှိရတဲ့အန်တီတဲ့ကျလို့ဘယ်လိုလုပ်ခဲ့ရမလဲ
အောက်မှာငုံကြည့်လိုက်တယ်ကွာမဲမောင်နေတာထက်မှာမော့ကြည့်လိုက်တယ်မဲမောင်လာအဲ့ကြားမှာပြိနေတာမသေးဘူးဆိုတာတောင်မှငါလူလားတည်သွားပြီးတော့မှဝင်းကျင်ဖြစ်နေတာလားဆိုခုတောင်ပြန်ပြီးမေးနေတာလေအဲ့ဆိုမှအဲ့ကောင်လေးတယောက်ကအန်တီတဲ့ဒီအပေါက်ကြီးနေတော့ဘလို့မှအန်တီကလက်တပေါက်စာပဲရှိရဲတဲ့ဘလို့လုကဲမှာတော့နဲ့ငါသားဖယ်လိုက်လို့အမေကတရားရှုနေတာလို့ဆိုအဲ့တရားရှုလိုက်တဲ့အချိန်မှာအဲ့အပေါက်ကြီးကသူ့ကနေသူအလိုပွင့်ထွက်သွားတာမင်းတို့ကတော့ယုံကြည်လဲယုံမယ်မယုံကြည်လဲမယုံငါတော့ငါဖြစ်ခဲ့တဲ့အကြောင်းကြီးငါပြောပြတာလေအဲ့အကြောင်းငါဘသူ့ကိုပဲဖြစ်ငါဖရာတရားတွေကိုလည်းမြဲစီခြင်းနဲ့အဲ့ဒါကြောင့်ငါတို့ကခုစီးကုနေရတာနင်းနေများတော့ဖြစ်တာပေါ့မတည်ယုံကလွဲလို့လေအဲ့ခုငါတို့စေးကုနေတဲ့ခါမှာငါတို့စေးဘူးတွေဆိုလဲအလကားရတဲ့နေရာလေးတွေမှာလိုက်ဖဲကုနိုင်တာလေငါတို့ဆက်တွေ့ရေးတွေမှာမရသေးတာအိမ်ငါဟာတွေကလည်းငါ့ကိုတေးပြီးဆိုပြီးတော့ငါ့ကိုရှာနေကြတယ်ဒါပေမဲ့ငါတို့ဆက်တွေ့မရသေးဘူးငါတို့ကလေဒီနင်းထံပေးမှာမဟုတ်ဘူးစစ်ပေးတွေလည်းကြုံခဲ့ရတာအဲ့ချိန်တော့ကလည်းအသေးခံနေခံစားရတာအဲ့ဒါကြောင့်မလို့ကိုတိတ်ပြီးတော့တည်ခြင်းတရားဟိုမကြောက်တော့ဘယ်နာမှပဲတည်ခုတော့22လအောင်မိသားစုတဲကိုကနေပြီးတော့ငါတို့စေးကုနေတာအလကားရတဲ့နေရာလေးတွေလိုက်ကုနိုင်တာပေါ့ပေါင်တွေလည်းပြေးကွယ်သွားတယ်လေဒူတွေလည်းပုံပေးသွားတယ်အကုန်လုံးစုပ်ပြတ်တနတ်နေတာလေအဲ့ချိန်မှာအဲ့ပစ္စည်းတွေနဲ့နာရီကယ်ဆယ်ကြီးတွေကငါ့ကိုဆေးရုံကိုပို့လိုက်တာကွာဆေးရုံကိုပို့လိုက်တော့တူငါကယ်ကြပြူကြနဲ့အဲ့လိုပြောနေတဲ့ချိန်မှာငါအောင်းမေးလိုက်တယ်အိုးဒါတွေကဘယ်ရောက်သွားတာလဲဟေးဒါတွေကဒီလူတွေကဒီလိုတွေတစားစားနဲ့အော်ပြီးတွေးအိုင်နေတဲ့မှာလဲလူးနေကြတာဒါတွေကလူတွေလားလူပြေလားနတ်ပြေလားဘယ်ပြေရောက်သွားတာလဲငါဘာဖြစ်သွားတာလဲတကူလုံးမှာပဲလူကလည်းစုပ်ပြတ်တနတ်လို့လေကို့မှာလည်းဘောင်းပြီးကြီးနဲ့အမလေးစိတ်ပြက်စရာတာကောင်းအဲ့ဒါနဲ့ငါအဲ့ဆေးရုံထဲကနေပြီးငါထွက်ပြေးခဲ့တာထွက်ပြေးတော့သူတို့နဲ့ဆိုင်ငါတော်သေးတယ်ဆိုပြီးထွက်ပြေးလာခဲ့တဲ့အချိန်မှာကိုချင်းစာတရားနဲ့ကူညီခဲ့တာဆိုလို့ဖြူစင်ငိမ့်ငါဆရာဝန်ကငါ့ကိုဆေးထိုးပေးတယ်အနာတွေထဲမှာဆေးထည့်ပေးတယ်ငါတော်တော်လေးကိုအဲ့ဆရာဝန်ကိုလည်းကျေးဇူးတင်ပါတယ်ဘယ်တော့မှဘဝတန်တရားမှာမမေ့နိုင်တော့အောင်တန်တရားထဲမှာစုံရည်ရှိတော့လေအဲ့ဆရာဝန်ကိုဘယ်တော့မှမမေ့ပါဘူးလို့ပြောချင်တယ်ဒါပေမဲ့ငါတို့ကတော့ခုစေးကုနေတာပေါ့ကွာအလကားရတဲ့နေရာလေးတွေလိုက်ကုနေတာပတ်စံမှမရှိတာဟုတ်တယ်မလား